အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဒီဗီဒီယိုလေးကဂျပန်နိုင်ငံမှာ PR Permanent Resident ဂျပန်လို့ဆိုရင်တော့ Aiju Visa ကိုလျှောက်တဲ့အခါမှာ form ဘယ်လိုတင်ရမလဲဘယ်လိုရေးရမလဲဘာစာရွက်စာတမ်းတွေလိုအပ်တယ်ဆိုတာတွေကိုကျွန်တော်အတွေ့အကြုံမှာမူတည်ပြီးတော့အသေးစိတ်ရှင်းပြပေးသွားမယ် knowledge sharing ဗီဒီယိုလေးပဲဖြစ်ပါတယ် PR အတွက်လဝကကိုတင်ရမယ်စာရွက်စာတမ်းတွေအများကြီးရှိတဲ့ကမှာအဓိကအားဖြင့်ကျွန်တော်၄မျိုးကိုအရင်ဆုံးပြပြပေးသွားပါမယ်နောက်ထပ်အသေးစိတ်အချက်လက်တွေနဲ့တင်ရမယ်စာရွက်စာတမ်းတွေဖောင်ဖြစ်ပုံဖြစ်နည်းတွေကဒီဗီဒီယိုနောက်မှာအသေးစိတ်ကျွန်တော်ရှင်းပြထားပေးပါတယ်ပထမတစ်ချက်တင်တဲ့ကတော့ဟိုရှောနဲ့ကိုအာမခံပေးမဲ့လူကိုအာမခံပေးမဲ့လူ grantee အတွက်ကလူတယောက်လိုပါတယ်အဲ့ဒါကဂျပန်လူမျိုးဒါမှမဟုတ်ရင် PR ရထားတဲ့နိုင်ငံခြားသားတယောက်လိုအပ်ပါတယ်သူ့ရဲ့အာမခံကြောင်းထောက်ခံပါတယ်ဆိုတော့စာရွက်တစ်ရွက်ရဲ့သူ့ရဲ့မိဘုံရှော့မဲရှော့သူ့ရဲ့ကားလိုက်စင်ဒါမှမဟုတ်သူ့ရဲ့ဇိုင်းလူကတ်ဒါမှမဟုတ်ကတ်တစ်ခုရဲ့ကတ်တစ်ခုကို copy ဆွဲပြီးတော့လဝကကိုတင်ပေးရပါမယ်ဒုတိယချက်အနေနဲ့ကတော့လီယူရှော့ကိုကဘာကြောင့် PR ကိုလိုချင်လဲဆိုတာကိုစာစီစာကုန်းလိုပုံစံမျိုးA4 နဲ့ရေးပြီးတော့လဝကကိုတင်ပေးရပါမယ်ဘယ်လိုပုံစံမျိုးနဲ့ရေးတဲ့လဲဘာတွေထည့်ရေးတဲ့လဲဆိုတာကိုကျွန်တော်အကြံပေးရမယ်ဆိုရင်ကျွန်တော်တို့ကအဓိကအဖြစ်၃ချက်ကိုမူတည်ပြီးတော့ရေးပြီးတော့တင်ခဲ့ပါတယ်ပထမတစ်ချက်ကကိုကျင့်သားရနေပြီဖြစ်တဲ့ Japan Job Environment ကိုမပြောင်းလဲဘဲနဲ့ဒီတိုင်းလေးပဲဆက်သွားခြင်းနေဆိုတဲ့အချက်ရယ်ပြီးရင်နောက်တစ်ခုကကိုအလုံးနဲ့ပတ်သက်တဲ့ပညာရေးဆိုင်ရာတွေကိုပို့ပြီးတော့လေ့လာခြင်းပါတယ်ဆိုတဲ့အချက်ရယ်နောက်တစ်ခုကကိုယ့်ရဲ့ junior တွေဖြစ်တဲ့မြန်မာနိုင်ငံသားတွေကိုယ့်ရဲ့ညီညီမတွေကိုယ့်ရဲ့ junior တွေကို senior တယောက်အနေနဲ့ supporting ပေးခြင်းပါတယ်ဆိုတော့ရည်ရွယ်ချက်လီယူ3ခုနဲ့ကျွန်တော် A4 စာမျက်နှာ3မျက်နှာနဲ့ပြီးတော့အဲ့ဒါတွေအပြင်ကိုကိုယ့်ရဲ့ကောင်းသောရာအချက်လက်တွေပေါ့နော်ဥပမာအားဖြင့်ရုံးမှာဘယ်လိုမျိုးအလုပ်လုပ်တယ်ဘယ်လိုအလုပ်ကြိုးစားတယ်ပတ်ဝန်းကျင်နဲ့ဘယ်လိုမျိုးလိုက်ရုံးနေထိုင်နေပါတယ်ပြီးရင် volunteer တွေဘယ်လိုအပိုင်းတွေမှာလုပ်ပါတယ်စသည်ဖြင့်ကိုယ့်ရဲ့ကောင်းသောရာအချက်လက်တွေကိုစုစည်းပြီးတော့ရေးထားတဲ့လီယူရှော့ဆိုတဲ့စာစီစာကုန်းလိုပုံစံမျိုးတစ်ခုလိုပါတယ်နောက်တစ်ချက်အနေနဲ့ကနိုင်ငံတော်ကိုအခွန်တွေဆောင်ထားကြောင်းထောက်ခံစာအမျိုးအစား၄မျိုးတွဲပြီးတော့တင်ရပါမယ်အဲ့ဒီ၄မျိုးကဘာတွေလဲဆိုရင်ဝင်ငွေခွန်နေထိုင်ခွန်နိုင်ငံတော်ခွန်ပြင်ဆင်ခွန်၄မျိုးတွဲပြီးတော့တင်ရပါမယ်ကျွန်တော်တို့ဝင်ငွေခွန်နဲ့နေထိုင်ခွန်ကခါစေးရှော့မဲရှော့နိုးစေးရှော့မဲရှော့ကကျွန်တော်တို့ပုံမှန်ကတ်တွေတက်တန်းတိုးတဲ့ခါမှာလည်းလိုအပ်တဲ့ရှော့မဲရှော့တွေဖြစ်လို့တော်တော်များများလေးသိကြနိုင်မယ်ထင်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီခါစေးရှော့မဲရှော့နဲ့နိုးစေးရှော့မဲရှော့ကရက်ကွက်ရုံဒါမှမဟုတ်ရင်မြို့နယ်ရုံမှာသွားပြီးတော့ထုတ်လို့ရပါတယ်ပုံမှန်ကတ်တွေတက်တန်းတိုးတဲ့ခါမှာတစ်နှစ်စာရှော့မဲရှော့တစ်နှစ်စာဆောင်ထားကြောင်းထောက်ခံစာလိုအပ်ပါတယ်အခုဒီ PR လျှောက်တဲ့ခါမှာဆိုရင်ဒီနှစ်ကစပြီးတော့ပြောင်းပြန်ရေးပြီးတော့3နှစ်စာဆောင်ထားကြောင်းထောက်ခံစာလိုအပ်ပါတယ်နောက်တစ်ခုကနိုင်ငံတော်ကွန်ဆိုတာကလက်ဆောင်ခွန်အမွေခွန်တွေကကိုကပေးစရာကြွေးကြံမရှိပါဘူးဆိုတဲ့စာရွက်လေးတစ်ရွက်ကိုအခွန်ရုံးမှာသွားပြီးတော့ထုတ်ရပါမယ်ခုနကခါစေးရှော့မဲရှော့နိုးစေးရှော့မဲရှော့ဝင်ငွေခွန်နဲ့နေထိုင်ခွန်ကမြို့နယ်ရုံးဒါမှမဟုတ်ရက်ကွက်ရုံးမှာထုတ်ရမှာဖြစ်ပြီးတော့နိုင်ငံတော်ကွန်ခုတ်ကူဈေးကကြတော့ဈေးမှုရှော့ဆိုတဲ့အခွန်ရုံးမှာသွားပြီးတော့ထုတ်ရပါမယ်အဲ့ဒီဈေးမှုရှော့မှာသွားပြီးထုတ်ရတဲ့စာရွက်လေးကဘာမှကြွေးကြံမရှိပါဘူးဆိုတဲ့အာလီမဆန်ဆိုတဲ့တန်းစီပြီးတော့ရေးထားတဲ့စာရွက်တစ်ရွက်လေးနောက်တစ်ခုကနန်းခင်ပင်စင်ခွန်ကကျွန်တော်တို့မြို့နယ်တွေမှာရှိတဲ့နန်းခင်တင်မှုရှော့ကိုသွားပြီးတော့ကိုကဘယ်နှခုနှစ်ကနေဘယ်နှခုတိဘယ်လောက်ဆောင်ထားပါလဲဆိုတော့စာရွက်လေးသွားထုတ်လို့ရပါတယ်ကျွန်တော်တို့ဒီ My Number ကတ်ရှိပြီးတော့ My Portal နဲ့ My Portal application နဲ့ချိန်ထားတဲ့သူတွေကလည်းဒီအဲ့ဒီ application ကနေပြီးတော့ခက်ခွန်းနေလုပ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကကြတော့နည်းနည်းစိတ်ပူတာနဲ့ဒီ application ကနေ screenshot ရိုက်ပြီးတော့ထွက်တဲ့ document နဲ့မဟုတ်ဘဲနဲ့ဒီရုံးကိုတိုက်ရိုက်သွားပြီးတော့ဒီထောက်ခံကြောင်းအခွန်ဒီပြင်ဆင်ခွန်ဆောင်ထားကြောင်းထောက်ခံစာကိုကျွန်တော်တောက်ခဲ့ပါတယ်ပေါ့နော်ပြီးနောက်တစ်ခုက show money လဝကကိုတင်တဲ့အခါမှာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုကိုယ့်ရဲ့ဘဏ်ထဲမှာလက်ကျန်ငွေ show money ပြရပါတယ်အဲ့ဒါဘယ်လောက်ရှိရင်အဆင်ပြေမလဲလို့ကျွန်တော်ကိုမေးရင်ကျွန်တော်ရဲ့အတွေ့အကြုံရ150လောက်1150လောက်ရှိရင်အဆင်ပြေပါတယ်အဲဆိုရင်ကျွန်တော်အရေးကြီးတဲ့အချက်၄ချက်ကိုစုပြီးတော့အရင်ပြပြီးသားပါပြီအဲ့ဒီနောက်မှာတခြားချက်လက်တွေလည်းဖောင်တင်ဖို့လိုအပ်ပါတယ်
အဲ့ဒီအချက်လက်တွေကိုကျွန်တော်ဒီနောက်ပိုင်းမှာအသေးစိတ်ရှင်းပြထားပါတယ်အားလုံးပဲစိတ်ဝင်စားကြည့်ရှုပေးကြပါအားကြောင့်အနေနဲ့အခုလိုအပ်တဲ့စာရွက်စာတမ်းတွေအမျိုးအစားတွေကိုကျွန်တော်တစုတစည်းတဲ့ဒီမှာ list လေးထုတ်ထားတယ်ပေါ့နော်အားလုံးပေါင်း73မျိုးရှိတယ်အခုဒီမှာ number စင်တက်ထားတယ်ပေါ့နော်တစ်ကနေပြီးတော့73မျိုးရှိတယ်ကျွန်တော်တို့ကဒီ73မျိုးနဲ့အဆင်ပြေပြေဒီ PR ရခဲ့တယ်ဆိုတော့အခု PR ရှောက်မဲ့ကျွန်တော်ညီမတွေလည်းဒီ73မျိုးကိုတေချာလေးပြင်ဆင်ထားမယ်ဆိုရင် PR ရမယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့နော်အဲ့တော့ကြောင့်နံပါတ်1ကျွန်တော်အစင်လိုက်အကြောင်းအရာလေးတွေရဲ့form ရေးပုံရေးနည်းလေးတွေကိုဆက်ပြီးပြပြသွားမယ်ပေါ့နော်နံပါတ်1ကကြတော့ AGU Kyokushin Seisho အဲ့ဒါကကျွန်တော်တို့ AGU ဒီ PR မဟုတ်ဘူးကျွန်တော်ပုံမှန် Zaidu Cat Resident Cat ကို extension လုပ်တဲ့အခါမှာအများနဲ့ရေးရတဲ့ form လေးအတိုင်းပါပဲပေါ့နော်သူအတူတူပဲကျွန်တော်ဒီ base visa မဆိုကျွန်တော်ဒီနာမည်တို့လိပ်စာတို့ဖြည့်ရတယ်မလားအဲ့လို form ရိုး form ပဲပေါ့နော်အဲ့ဒါကျွန်တော်ပြပါနော်အဲ့တော့ဒီဟာလေးကကျွန်တော်ဒီ web visa ပဲဖြစ်ဖြစ်တခြား visa ပဲဖြစ်ဖြစ်တော်တော်များကဒီ base ကတော့တူတူပဲပေါ့နော်အဲ့ဒီမှာကျွန်တော်ဖြည့်ထားတဲ့ဟာလေးဖြည့်ရမယ့်နေရာတွေအကြောင်းအရာတွေကိုဆက်ပြီးရှင်းပြမယ်နော်ပထမနံပါတ်1အနေနဲ့ဒီတပ်ပုံကတော့ပုံမှန်တိုင်းကတ်ကမယ်နော်40 mm ပြီး30 mm size နဲ့ print ထုတ်ပြီးတော့ကတ်ကမယ်ပြီးနံပါတ်1ဖြစ်ရမှာကြတော့ Kokuseki Chiki ဆိုတော့ဒီ nationality region ကကြတော့မြန်မာဖြစ်တဲ့အတွက်မြန်မာပြီးရင်ဒီဘက်မှာနံပါတ်2မှာကိုယ့်ရဲ့မွေးနေ့ထည့်မယ်ပြီးနာမည်ကြတော့ဒီ Roma ကြီးနဲ့ကိုယ့်နာမည်ကိုရေးမယ်ပေါ့နော်ကျွန်တော်ကအောင်မြတ်ကျော်ဆိုတော့အောင်မြတ်ကျော်ရေးတယ်ပြီးရင် SAS ကယောက်ျားလေးလား main ကလေးလားပြီးရင် Shusan Chi မွေးရမီရလည်းမြန်မာဖြစ်တဲ့အတွက်မြန်မာထည့်မယ်ပြီးနောက်တစ်ခါကျတော့ marriage လားပေါ့နော်အိမ်အောင်ရှိရဆိုအာဒီမရှိဆိုရင် nashi ပေါ့နော်ပြီးနောက်တစ်ခါကျတော့နံပါတ်9က Shokugyo ကိုယ့်ရဲ့အလုပ်မျိုးဆိုကျွန်တော်က construction လောကဆိုတဲ့အတွက်Kansetsukyo ဆိုပြီးထည့်တယ်ပြီးတော့ဒီ Honkuni ni okay တို့ Ijuchi ကိုယ့်ရဲ့ home town ကလည်းမြန်မာဖြစ်တဲ့အတွက်မြန်မာပဲထည့်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ပုံမှန်အတိုင်းပဲလိပ်စာတောင်းတဲ့အတွက် Ijuchi လိပ်စာတောင်းတဲ့အတွက်ဒီမှာကိုယ့်ရဲ့ဂျပန်ကလိပ်စာကိုဖြည့်မယ်ပြီးရင်ဖုန်းနံပါတ်ထိုင်ဖုန်းဆိုရင်ဒီဘက်မှာဖြည့်ပြီးတော့ကျွန်တော်ဒီ mobile phone ဆိုရင်ဒီဘက်မှာဖြည့်လိုက်ပေါ့နော်ပြီးနောက်တစ်ခါကျတော့ passport လျော်ခန်းဒီလျော်ခန်းကကြတော့တော်တော်များများလေးသိမယ်ထင်တယ်ပေါ့နော်အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေရာ passport မရှိဘူး passport ကို extension မတိုးထားဘူးဆိုရင်ကျွန်တော်တို့ဒီမြန်မာတွေအတွက်ကလာဝကနေပြီးတော့ကျွန်တော်ဒီမြန်မာတွေကိုဖြေလျှော့ပေးထားရပေါ့နော်အဲ့တော့ကြောင့် passport ကတက်တန်းကုန်နေလဲကျွန်တော်တို့ဒီ visa လျှောက်တာဒီ Zaidu Cat ဒီ resident card ကိုလျှောက်တဲ့အခါမှာတိတ်ကိစ္စမရှိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ passport တက်တန်းမတိုးထားတဲ့လူတွေအတွက်လည်းတိတ်စိတ်ပူစရာမလိုဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ရှိတဲ့လူကတော့ဒီ passport number ထည့်မယ်ပြီးရင်ကိုယ့်ရဲ့ expiration ကုန်မဲ့တက်တန်းကုန်မဲ့ date ကိုထည့်မယ်ပေါ့နော်ပြီးနောက်တစ်ခါကျတော့ Gani Yusuru Zaidu Shikaku ကိုယ့်ရဲ့visa မျိုးစားကျွန်တော်ဆိုရင်Jinpon Chishiki 技術Jinpon Chishiki ကိုစိုက်ကြောမှု work visa ပေါ့နော် work visa ဆိုရင် work visa ကိုထည့်ပြီးနောက်တစ်ခါကျတော့ဒီ resident ကမှရှိတဲ့နှစ်ကာလကိုထည့်ပြီးနောက်တစ်ခါကျအဲ့ဒီ Zaidu Cat ရဲ့ကုန်ဆုံးမဲ့ date ကိုထည့်ပြီးရင် Zaidu Cat ရဲ့နံပါတ်ကိုထည့်အဲ့ဒီကတော့ကျွန်တော်ဘာမှအခက်အခဲမရှိပါတော့ဒီအခြေခံဖြစ်တဲ့လိပ်စာတို့မွေးတက်ကလေးတို့ထည့်တာလောက်ပဲဆိုတော့ပြီးနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာလီယူရေးရတဲ့ခါမှာကျွန်တော်က PR ကိုရှောက်တဲ့ခါမှာဘယ်လိုလီယူလေးနဲ့ရေးခဲ့လဲဆိုတော့၃ချက်ပေါ့နော်နံပါတ်1ကကျွန်တော်長年慣れている環境をそのまま進めたいကိုယ့်ရဲ့အသားကျနေတဲ့ပတ်ဝန်းကျင်ကိုဒီတိုင်းလေးပဲဆက်သွားခြင်းနဲ့ဆိုတဲ့အချက်ရဲ့ပြီးတော့ကျတော့ဇိုင်းနီချင်းမြန်မာချင်းတချင်းဆက်စားတဲ့အတိုင်းကိုယ့်ရဲ့မြန်မာလူမျိုးချင်းချင်းကိုစီနီယာတယောက်အနေနဲ့ support ပေးခြင်းနဲ့အဲ့ဒီအချက်ရဲ့နောက်တစ်ခါကျတော့日本の技術をもっと身につけたいミニスケールဆိုတာကတင်ယူလေပေါ့နော်ဂျပန်ရဲ့ဒီပညာတွေကိုဒီထက်ပိုပြီးတော့တင်ယူခြင်းနဲ့ဆိုတဲ့နံပါတ်အချက်လက်3ချက်နဲ့ကျွန်တော်ကဖောင်လေးကိုရှောက်ခဲ့တယ် PR ကိုရှောက်ခဲ့တယ်PR ကျွန်တော် PR ကြားခဲ့ဆိုတော့ဒီ3ချက်ကလည်းသူတို့လက်ခံနေဆိုတဲ့သဘောပေါ့နော်အဲ့လိုကြတော့ကျွန်တော်ညီရင်ညီမတွေလည်း PR ရှောက်တဲ့ခါမှာဘယ်လိုအချက်လက်
ဘလို့ reason နေနဲ့ရှောက်ချင်နေဆိုတော့ကိုစဉ်းစားထားတာပိုကောင်းတယ်ပေါ့နော်ဒါမှမဟုတ်လေကျွန်တော်ရေးတဲ့အတိုင်းကို reference ယူပြီးတော့ရေးလဲအဆင်ပြေလောက်တယ်ထင်တယ်ပေါ့နော်ပြီးရင်အောက်ကအချက်တွေနံပါတ်15ကျတော့ပါလဲဆိုတော့ကိုကတခြားနိုင်ငံကိုထွက်တာဝင်တာရှိထားလားဆိုရင်ရှိတယ်မရှိရင်ကျွန်တော်ကမရှိရဖြစ်တဲ့အတွက် no နဲ့ရှိပေါ့နော်ပြီးရင်တကယ်လို့ရှိခဲ့တယ်ဆိုရင်ဘယ်နိုင်ငံကိုထွက်တာလဲပေါ့နော်ပြီးမွေးတက်ဂရိတ်တွေဘာညာတော့ကထည့်ရမယ်မရှိဘူးဖြစ်လို့ကျွန်တော်ဒီအလဲမှာတော့ဘာမှမရှိဘူးပေါ့နော်ပြီးနောက်တစ်ခါကျတော့ကိုယ့်ရဲ့ခဲတဲ့ခီကိုရဲ့အလုံးနဲ့ပတ်သက်တဲ့ history ကကြတော့ဥမာကျွန်တော်ဆိုရင်2014 10လပိုင်းမှာဘာခိုင်ရှာကို new ရှာဖြစ်တဲ့ဝင်ထားတယ်ပေါ့နော်ပြီး2022 6လပိုင်းမှာအဲ့ဒီခိုင်ရှာနေပြီးတော့ကျွန်တော်အလုပ်ထွက်ထားရဆိုရင်တိုက်ရှော့ခုလုပ်တယ်ပြီး2022 9လပိုင်းမှာဘာကုမ္ပဏီမှာပြန်ဝင်နေဆိုတဲ့အတွက်ဘယ်ကုမ္ပဏီမှာ new ရှာဆိုပြီးတော့ကျွန်တော်ထည့်ထားပြီပေါ့နော်ပြီးနောက်တစ်ခါကျတော့ဒီဘက်လေးမှာဘာရှိလဲဆိုရင်ခုန်ကိုင် new ခုကိုဒီတစ်ခေါက်ဂျပန်ကိုလာပြီးတဲ့နောက်ပိုင်းမှာနေထိုင်နေတဲ့နှစ်ကာလဘယ်လောက်ရှိပြီဆိုကျွန်တော်ဆိုရင်6လနဲ့17လ9နှစ်နဲ့17လလောက်မှာကျွန်တော်ဒီ PR ကိုရှောက်တယ်ပေါ့နော်အဲ့တော့ကြတော့ကျွန်တော်အဲ့တုန်းရှောက်တုန်းကဆိုရင်9နှစ်နဲ့ဖြစ်တဲ့အတွက်9နှစ်ဆိုပြီးထည့်ထားတယ်ပေါ့နော်အဲ့ဒါကတရွက်ပြီးဒီဘက်တရွက်မှာကြာရင်ပြီးရင်ဒုတိယစာမျက်နှာကနံပါတ်1ကိုကြည့်လိုက်မယ်ဆိုရင်ရှင်းစိဟီတိုတိုနော်ကန်ခေဒီ fountain နဲ့လူနဲ့ဘာတော်လဲဆိုတော့အဖေဒေါ်လာအမေဒေါ်လာအတင်ငယ်ချင်းဒေါ်လာဆိုတာထည့်ရမှာပေါ့နော်ဥပမာဆိုရင်ကိုတိုင်းတင်တာဖြစ်တယ်ဆိုရင်ဟွန်းနေပေါ့ကျွန်တော်ဆိုရင်ကိုတင်တာဖြစ်တဲ့အတွက်ဟွန်းနေ save ကိုယူပေးရမယ်ပြီးနံပါတ်2အဲ့ဒါကကိုရဲ့အလုပ်ရဲ့ကုမ္ပဏီနာမည်လိပ်စာဖုန်းနံပါတ်ဒီမှာဆိုရင်ခင်မူဆာကီရဲ့မေရှောကကာဘူစကီခိုင်ရှာဘာပေါ့ပြီးနောက်တစ်ခါကျတော့ရှီရှာလားဟွန်ရှာလားเนาะဒီ main ယုံလား branch ယုံလားဆိုတာထည့်ပြီးနောက်တစ်ခါကျတော့ရှော့ဆိုင်ချီကုမ္ပဏီရဲ့လိပ်စာကိုထည့်ပြီးနောက်တစ်ခါကျတော့ဖုန်းနံပါတ်ကုမ္ပဏီရဲ့ဖုန်းနံပါတ်ထည့်ပြီးနောက်တစ်ခါကိုယ့်ရဲ့ national ကိုတနေ့စာဝင်ငွေဘယ်လောက်ရှိလဲဆိုတာထည့်ဖြစ်နိုင်ရင်တော့1400ကျော်ရင်ဒါ PR အတွက်အခြေအနေကောင်းတယ်ပေါ့နော်တကယ်လို့1400မကျော်ရင်လည်းမကျော်လို့ဆိုပြီးတော့ဖြုတ်ချတာမရှိဘူးပေါ့နော်ကျွန်တော်သိရလောက်ဆိုရင်အဲ့တော့ကြတော့ကိုယ့်ရဲ့ national လေးရောမှန်ကန်လေးထည့်ပေါ့နော်ပြီးနောက်တစ်ခါကျတော့ဒီဟာဆိုရင်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကဂျပန်မှာရှိလားဆိုရင်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကိုထည့်ပေးရမယ်ပေါ့နော်နာမည်တော့မွေးတဲ့ကလေးပေါ့တော့ပေါ့နော်ကျွန်တော်ကကြတော့ဆွေမျိုးသားချင်းမရှိတဲ့အတွက်မထည့်ဘူးပြီးနောက်တစ်ခုကကြတော့နံပါတ်19ကကိုကို PR ကကြတော့ fountain တဲ့ခါမှာကိုကို guarantee အာမခံတဲ့ဂျပန်လူမျိုးဒါမှမဟုတ်ရင် PR ရထားတဲ့သူလိုပါတယ်ပေါ့နော်အဲ့တော့ကြတော့ဒီမှာဆိုရင်ကိုယ့်ရဲ့ဟိုရှောနေအမခံပေးတဲ့လူရဲ့နာမည်ကိုထည့်အမခံပေးတဲ့လူရဲ့လိပ်စာကိုထည့်သူကဘာလူမျိုးလဲဂျပန်လားဘာလားဆိုရင်လူမျိုးနာမည်ကိုထည့်နီဟွန်ပေါ့နော်ကျွန်တော်ဆိုရင်နီဟွန်ဖြစ်တယ်ပြီးရင်သူ့ရဲ့ဖုန်းနံပါတ်ကိုထည့်ပြီးထည့်ပါနော်ပြီးရင်သူ့ရဲ့အလုပ်မျိုးစားကိုထည့်ပြီးရင်ရှော့ခုကီယောကိုထည့်ပြီးရင်နောက်တစ်ခါကျတော့ရှင်းစိဟီတိုတိုနော်ကန်ခေကိုရှင်းစိfountain နဲ့လူနဲ့အဲ့ဒီဟိုရှောနဲ့အမခံတဲ့လူနဲ့ကဘာတော်လဲဆိုရင်အဖေဒေါ်လာအမေဒေါ်လာတခုဒေါ်လာဆိုရင်ကျွန်တော်ဆိုရင်တငယ်ချင်းဖြစ်တဲ့အတွက်ယူချင်းဆိုပြီးတော့ထည့်ထားရပါတော့ဆွန်နိုတာဆိုပြီးတော့ယူချင်းဆိုတော့ထည့်ထားရပါတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ form ပြရမှာပြီးပါပြီဒီကကျတော့ dialing ဆိုတာကျတော့ကိုယ်စလဲကိုရှောက်တာမဟုတ်ဘူးねကိုယ်စလဲနဲ့ရှောက်မယ်ဆိုရင်အဲ့ကိုယ်စလဲရဲ့နာမည်တော့ဘာလို့ထည့်ပေးရပါတော့ကျွန်တော်ကတော့ကိုယ်စလဲနဲ့ရှောက်တာမဟုတ်ကိုရှောက်တာဖြစ်တဲ့အတွက်ဘာမှမထည့်ဘူးဒီမှာဆိုရင် fountain နဲ့ရက်ကိုထည့်ပေါ့နော် fountain နဲ့ရက်ကိုထည့်တဲ့ပြီးသွားပြီပေါ့နော်နံပါတ်1ပြီးသွားရင်နံပါတ်2ကကြတော့ကျွန်တော်တို့ဒီခုနက passport ပေါ့နော် passport ရဲ့ copy ရဲ့ Zaidu ကကိုကင်ထားတဲ့အခုလောလောဆယ်ကင်ထားတဲ့ Zaidu ကရဲ့ copy တွေကိုထည့်ပေးရမယ်ပေါ့နော်passport ကကျွန်တော်ခုနပြောလို့အခုမြန်မာနိုင်ငံဖြစ်နေတဲ့အခြေအနေတွေကြောင့်passport မရှိဘူး passport တက်မတိုးထားဘူးဆိုလဲရတယ်เนาะရတယ်လဝကအဆင်ပြေတယ်ရှိတဲ့လူကတော့ copy ထည့်ပေးလိုက်ပါเนาะပြီးတော့ကျတော့ Zaidu ကကိုယ့်ရဲ့ resident ကတော့ဒါတော့မဖြစ်မနေလိုရတာပေါ့เนาะအဲ့ဒါက copy ကူပြီးတော့ထည့်ပေးရမယ်
နံပါတ်2ကတော့ဘာမှမခက်ပေါ့နော်နံပါတ်3ကကြာ Jumin Hyo တော်တော်များသိကြမှထင်တယ်ပေါ့နော်ကျွန်တော်ဒီရက်ွက်ယုံနေမှာလဲတွားထုတ်လို့ရလို့ဒီအခု My Number Card လောက်ထားတဲ့သူတွေကလည်း My Number Card နဲ့ convenience store တွေမှာတွားပြီးထုတ်လို့ရပါပေါ့နော်အဲ့ဒါကိုကျွန်တော် convenience store မှာဘယ်လိုထုတ်ရလဲဆိုတာလေရောဒီ YouTube ကဗီဒီယိုလေးတစ်ပုံနဲ့ကျွန်တော်မလုပ်တက်တဲ့သူတွေသိပါအောင်ဒီဗီဒီယိုလေးထည့်ပေးလိုက်ပါတယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီ Zai Shokugyo ရှောမဲဆိုလို့ရှိလျောအဲ့ဒါကဘာလဲဆိုရင်အလုံးလုံးနေကြောင်းထောက်ခံစာပေါ့နော်အဲ့ဒါကကိုယ့်ရဲ့ကုမ္ပဏီကနေပြီးတော့ထုတ်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ကုမ္ပဏီရဲ့ HR စိုးမှုပေါ့နော်ရုံးပိုင်းဆိုင်ရာလုပ်နေတဲ့ HR ကိုတွားပြီးတော့ဇိုင်းရှုခုရှောမဲရှောလိုချင်တယ်ဆိုပြီးတော့ပြောလိုက်ပါပေါ့နော်ပြောလိုက်ရင်သူတို့ထုတ်ပေးပါလိမ့်မယ်ဇိုင်းရှုခုရှောမဲရှောကကျွန်တော်ဒါ sample လေးပြမယ်ဆိုရင်ဒီလိုမျိုးဟာလေးပေါ့နော်စာရွက်လေးတွေမှာရိုးရိုးလေးပေါ့နော်ဒီလူဟာဒီကုမ္ပဏီမှာအလုပ်လုပ်နေပါတယ်ဆိုတာကိုတက်တည်ပြတဲ့ဟိုစာရွက်လေးပေါ့နော်နာမည်ကဘယ်သူပါမွေးတက်ကလေးကဘလောက်ရှိတယ်ဘယ်နှစ်ကစပြီးတော့ဝင်နေဆိုတော့လေတချို့ကုမ္ပဏီထည့်တယ်ပေါ့နော်ပြီးရင်သူ့ရဲ့ရှာချောဖြစ်ဖြစ်သူ့ရဲ့ဒိုင်ယောဖြစ်ဖြစ်ကအောက်မှာဟိုတုံးထူပေးထားရပေါ့နော်အဲ့ဒါကဇိုင်းရှောခုရှောမဲရှောအဲ့ဒါကကြတော့ကိုအလုံးလုံးနေတယ်ဆိုတာကိုတက်တည်ပြတဲ့စာရွက်ပေါ့နော်အဲ့ဒါကနံပါတ်4နံပါတ်5ကဂျူမင်းစေခခုစေခိုတခိနန်ခင်အိုနိုဖူဂျော်ကျိုအဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့ဒီအခုနေဆောင်းထားလားနန်ခင်ပင်စင်နေဆောင်းထားလားဆိုတာကိုတက်တည်ပြတဲ့စာရွက်တွေကိုကျွန်တော်တို့ဒါလိုက်စုရမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီဂျူမင်းစေခခုစေဒီခိုတိန်နန်ခင်အခုနေနဲ့ပတ်သက်တဲ့စာရွက်ကဘယ်နှမျိုးရှိလဲဆိုရင်ကျွန်တော်ဒီမှာအနီလေးနဲ့ရေးထားတဲ့၄မျိုးတရားမှာဖြစ်ပါတယ်ဘာလဲဆိုရင် no ခါစေ no fu ရှောမဲရှောအလွယ်ပြောရင်တော့ခါစေရှောမဲရှောပေါ့နော်ခါစေရှောမဲရှော no စေရှောမဲရှောခုတ်စေရှောမဲရှောပြီးနန်ခင်ပေါ့နော်ပင်စင်ရယ်ပေါ့နော်အဲ့ဒီ၄မျိုးကို3နှစ်စာဆောင်းထားတဲ့တက်တည်အထောက်ထားစာရွက်ကိုတင်ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်လုပ်မယ်ဆိုတော့9နှစ်တော့ကြာတဲ့အတွက်ကျွန်တော်ကတော့9နှစ်စာတင်ခဲ့တယ်ပေါ့နော်အခုလာဝက home page ကိုကြည့်လိုက်တော့3နှစ်စာပဲလိုတယ်ဆိုတဲ့အတွက်ကြောင့်ဒီ3နှစ်တင်တော့အဆင်ပြေမယ်ထင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ work visa သမားတွေဖြစ်ဖြစ်ဒီတခြား visa သမားတွေပဲဖြစ်ဖြစ်ဒီဗီဇာတက်တန်းတိုးရင်ခါစေးရှုံးမရှုံးနဲ့နိုးစေးရှုံးမရှုံးတနေ့စာအများနဲ့တင်ရတယ်ပေါ့နော်အမှတ်မိကြလားမသိကျွန်တော် sample လေးပြမယ်ဆိုရင်ဒီကောင်ပေါ့နော်ဒီကောင်ကျကျွန်တော်ရဲ့နိုးစေးရှုံးမရှုံးသူကဘိုင်လဲဆိုရင်ဟိုနေထိုင်ကုန်ရဲ့ဝင်ငွေကုန်ရဲ့တိုင်းပြည်အခွန်ရဲ့ပေါ့နော်အဲ့ဒီ၃မျိုးတင်ရမှာပေါ့နော်ဒီကောင်ဆိုရင်နေထိုင်ကုန်ပေါ့မဆိုရင် no စေးရှောမဲရှောရဲ့ဒီနားလေးမှာတော့0ဖြစ်တာလေးကိုတင်ရမှာပေါ့နော်အဲ့ဒါရဲ့3နှစ်စာကိုရောက်နေတဲ့နှစ်ကနေပြီးတော့အနောက်ကိုပြန်ရည်တဲ့3နှစ်စာကိုတင်ရမှာဖြစ်ပါတယ်အကယ်၍ဂျပန်ရဲ့ဒီအခွန်တွေက9လပိုင်းမှာပတ်စံတွက်တာဖြစ်တဲ့အတွက်ကြောင့်တခါတလေ9လပိုင်းမရောက်ခင်မှာစာရွက်ထုတ်ဝင်ပေးတာရှိတတ်တယ်အဲ့တော့ကြတော့
အခုရောက်နေတဲ့နှစ်မဟုတ်လေရတယ်ဥပမာဆိုရင်2025မှာရောက်နေတယ်ဆိုပေမဲ့2024 2023 2022ဟာအဲ့လိုမျိုးပြောင်းပြန်ရည်ပြီးတော့3နှစ်စာထွက်ရဲ့short ထွက်တယ်ဆိုရင်ရပါတယ်ပေါ့နော်အဲ့လိုကြတော့ဒီကောင်က no ဈေး short မဲ short လေးကကျွန်တော် sample လေးပြပါပေါ့နော်ပြီးရင်ခါဈေး short မဲ short ကဒီလိုပုံစံလေးခါဈေး short မဲ short ကျွန်တော်နံပါတ်လေးပုံထားရပါပေါ့နော်အဲ့ဒါကဒီဝင်ငွေခွန်နဲ့ပတ်သက်တဲ့ခါဈေး short မဲ short ပြီးခုဈေးဆိုတာကတော့ဘာလဲဆိုရင် तू ကတော့ရိုးရိုးလေးပဲ तू ကလက်ဆောင်ခွန်တော့အမွေခွန်တော့ဘာခွန်ညာခွန်တွေကိုကစောင့်ထားစရာမရှိပါဘူးဆိုတော့ဒီနားမှာဆိုရင်အာလီမဆန်ကျွေးကြံနေမရှိပါဘူးဆိုတော့စာရွက်လဲဒါလိုပါတယ်အဲ့ဒါကခုတ်ကူစိမ်းနဲ့ပတ်သက်တဲ့အခွန်ပေါ့နော်အဲ့ဒါကကနန်းနေမပါဘူးပေါ့နော်ဒီကမြင်တဲ့အတိုင်းပဲကနန်းနေမပါဘူးအာလီမဆန်ဆိုတော့စာတွေပါတဲ့ခုတ်ကူစိမ်းနဲ့ပတ်သက်တဲ့စာရွက်တရွက်လိုလိုပါတယ်ပေါ့နော်အဲ့တော့ကြတော့ခုနကျွန်တော်ပြခဲ့တဲ့နိုးစေးရှောင်းမဲရှော့ခါစေးရှောင်းမဲရှော့ပြီးခုတ်ကူစေးရှောင်းမဲရှော့ရပြီးနန်းခင်းရကြတော့ပြင်ဆင်ကုန်ပေါ့နော်ပြင်ဆင်ကုန်ကဘယ်လိုပုံစံရှိလဲဆိုရင်ဒါ sample လေးကျွန်တော်ပြမယ်ပေါ့နော်ပြင်ဆင်ကုန်ကကျွန်တော်ရှောက်တုံးက copy ဆွဲထားဖို့မေ့သွားတဲ့အတွက်ကြောင့်ကျွန်တော်original စာရွက်တော့မရှိတော့ပေါ့နော်သူကစာရွက်တရွက်ကရိုးရိုးလေးပဲဘယ်နှစ်ကနေဘယ်ရက်ကနေဘယ်ရက်ထိဘလောက်ဆောင်ထားပါတယ်ဘယ်ရက်ကနေဘယ်ရက်ထိသူကနေခဲ့တဲ့နေပုံမှာမူတည်ပြီးတော့စာကြောင်းလေးတွေကွယ်သွားရပေါ့နော်အဲ့ဒီမှာဘယ်နှလားဆောင်ထားပါတယ်ဆိုတော့စာရွက်ကိုနန်းခင်းဂျီမူရှောမှာသွားပြီးတော့တော့တောင်းအောင်မှာဖြစ်ပါတယ်အဲ့ဒါတရွက်လိုပါတယ်အဲ့တော့ကြတော့အားလုံးပေါင်းကျွန်တော်တို့လိုတာကခါဈေးရှော့မဲရှော့ရဲ့3နှစ်စာနိုးဈေးရှော့မဲရှော့ရဲ့3နှစ်စာခုတ်ဈေးရှော့မဲရှော့ကတရွက်နန်းခင်းရဲ့ရှော့မဲရှော့တရွက်ပေါ့နော်အဲ့ဒီဟာတွေအကုန်လုံးပေါင်းပြီးတော့အခွန်နဲ့ပတ်သက်တာကိုတင်ရမှာဖြစ်ပါတယ်နန်းခင်းကကျွန်တော်သွားဒီစာရွက်သွားတောင်းတော့ဆိုရင်နန်းခင်းဂျီမူရှော့တွေအများကြီးထွက်လာတယ်ပေါ့နော်အဲ့ဒီမှာကိုတကယ်တောင်းရမယ်လိပ်စာကိုလည်းရှာဖို့လိုတယ်ပေါ့နော်ကျွန်တော်ဆိုရင်ဒီအိုဆာကာမှာနေတဲ့အတွက်ကြောင့်အိုဆာကာရဲ့ဒီစာရွက်ကိုယူရမယ့်နေရာဘယ်နေရာလဲဆိုရင်အိုတဲမှာရဲ့အိုတဲမိုင်နန်းခင်းဂျီမူရှော့ဆိုတဲ့နေရာမှာကျွန်တော်ကသွားပြီးတော့ထုတ်ခဲ့ပါတယ်ပေါ့နော်ခုနလွှာမှာရှိရတယ်ဒီလိုရုံးလေးပေါ့နော်အဲ့လိုရုံးလေးမှာဒီလာဝကမှာနျူခုခန်းလေးဖြုတ်ခုအတွက် short တွေလိုတဲ့အတွက်ကြောင့်ကိုနေထိုင်ခဲ့တဲ့နန်းခင်းတွေအတွက်ရှောင်းမဲစာရွက်တွေပေးပါဆိုပြီးတော့တောင်းလိုက်ရင်သူတို့လုပ်ပေးပါတယ်အဲ့တုန်းကကျွန်တော်မှတလောက်ဆိုရင်ပတ်စံလည်းမပေးရဘူးပေါ့နော်အမှတရွက်ထဲထွက်လာတယ်အမှဘလောက်ဆောင်းထားပါတယ်ဆိုတော့ရှောင်းမဲလေးတရွက်သူတို့ထုတ်ပေးရပေါ့နော်အဲ့တော့နောက်တစ်ချက်နံပါတ်6ကရှီဆန်ရှောင်းမဲစုလို့ရှော်ရီရှီဆန်ဆိုတာကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုတက်တည်ပြတဲ့အစာရွက်ပေါ့နော်အဲ့ဒါကလွယ်ပါတယ်ပေါ့နော်လွယ်လေးတွေးလိုက်မယ်ဆိုရင်ဘန်ကိုအကောင့်ထဲမှာရှိတဲ့ပတ်စံပေါ့နော်ဒါမှမဟုတ်ရင်လည်းပိုင်ဆိုင်ထားသမျှပိုင်ဆိုင်ထားတဲ့ပစ္စည်းရှိနေအဲ့ဒီပိုင်ဆိုင်ထားတဲ့စာရွက်စာတမ်းတွေပေါ့နော်ကျွန်တော်တို့ကကြတော့ဒီဘန်အကောင့်ရဲ့ဘလောက်ရှိနေပါတယ်ဆိုတဲ့စာရွက်ပေါ့နော်အဲ့ဒါကလွယ်ပါတယ်ကျွန်တော်တို့ဒီဘန်အကောင့်ဖွင့်နေဆိုရင်ဘန်စာအုပ်လေးတော်တော်များများရှိကြမှာတင်တယ်ပေါ့နော်အဲ့ဒါရဲ့ဒီ ATM မှာ update လုပ်ပြီးတော့ copy ဆွဲပြီးတော့ဒီလာဘကောက်ကိုတင်လိုက်ရပါတယ်အဲ့ဒါကပတ်စံဘလောက်ရှိရင်အဆင်ပြေလဲဆိုပြီးတော့မေးကောင်းမေးနိုင်လိမ့်မယ်ပေါ့နော်ဘလောက်ရှိရင်အဆင်ပြေလဲဆိုရင်ကျွန်တော်အတွေ့အကြုံရဆိုရင်1150လောက်ရှိရင်အဆင်ပြေပါတယ်show money ပေါ့နော် show money ပဲပြောမလားကိုယ့်ရဲ့ဘဏ်ကောက်ထဲမှာ1150လောက်ရှိရင်အဆင်ပြေတယ်လို့ထင်ပါတယ်နောက်တစ်ချက်ကနံပါတ်9ကဆွေးစမ်းကြောပေါ့နော်ဆွေးစမ်းကြောကrecommendation letter ပေါ့နော်အဲ့ဒါကမဖြစ်ပါမယ်လို့တော့မဟုတ်ဘူးပါရင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီ status မြင့်တဲ့လူကြီးတွေကိုယ့်ရဲ့ရှာချောတော့ဘူးချောတော့ဖြစ်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုရဲ့ leader ကနေဖြစ်ဒီလိုမျိုးrecommendation ပေးတဲ့ letter လေးပါရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒီ recommendation letter လေးကိုကျွန်တော် sample လေးပြပြမယ်ကျွန်တော်တို့ကရှောက်ခဲ့တဲ့ဟာလေးပြပြမယ်ပေါ့နော်တော့ရိုးလေးပါပဲပေါ့နော်ဒီလူဟာအလုပ်ကြိုးစားနေပါတယ်ပြီးတော့ပတ်ဝန်းကျင်တွေလည်းလိုက်လျောညီထွေရှိနေပါတယ်
ဆိုတော့ကောင်းတဲ့အရာတွေကိုကိုယ့်ရဲ့ရှာချိုးကချီးကျူးထားတဲ့ပုံစံမျိုးအနေနဲ့ရှာချိုးကrecommendation ပေးတဲ့ပုံစံလေးပေါ့နော်အဲ့လိုကျွန်တော်အကြမ်းမြင်လဲပြောပြမှာပေါ့နော်ထိတ်ဆုံးမှာတော့ကျွန်တော်လာဝကရဲ့ဝင်ကြီးပေါ့နော်ဟောမှုဒိုင်ချင်းတို့တော့ပြီးရင်ခေါင်းစဉ်ကဆွေးစံကျော် recommendation letter ဝတရှိဝအောင်မြတ်ကျော်ကျွန်တော်နာမည်ပေါ့နော်တော့ Kimusaki Kabushi Kaisha အလုပ်ကုမ္ပဏီရဲ့ဒိုင်ဟျောတိုရီရှိမိုင်ယခုမန်နေဂျာဖြစ်တဲ့ဘသူလို့ခေါ်ပါတယ်အောင်မြတ်ကျော်ရှိဝဟေရှာနိလေးဝယွန်းနန်အောင်မြတ်ကျော်ကဒီကုမ္ပဏီမှာဘယ်နှခုနှစ်ဘယ်နှစ်ရက်မှာ new shot ဤတိုင်းဝင်ကြတဲ့ကကျွန်တော်ဆိုမကန်နီကယ်ဖြစ်တဲ့အတွက် crucial essay ဘူးပေါ့နော် crucial essay ဒီaircon ventilation ဌာနမှာနီနန်ဟိုတိုခတ်ဆယာကုစတေအိုလီမတ်နှစ်လောက်အလုံးလုံးနေပါတယ်ပေါ့နော်အောင်မြတ်ကျော်ရှိဝဟဲအနိတိုယူရှုနာဆိုင်ဒက်ဒါချီကျူတာပေါ့နော်အောင်မြတ်ကျော်ကကျွန်တော်ရဲ့ကုမ္ပဏီမှာဒီအရန်တော်တဲ့ဝန်ထမ်းတယောက်ဖြစ်ပါတယ်ပေါ့နော်ခါရဲနော်ခင်ဘန်နာရှိကိုတိုပိုဒီဝဂျောရှိနီထာယောရီနေစားတဲ့သူ့ရဲ့ကျူးဆာလုံးနေပုံတွေကလူကြီးတွေကနေပြီးယုံကြည်မှုကိုရရှိပြီးတော့မချီမိုင်းတော့အာကာဒုစာဒီကောင်ကျစကလုံးလှလာလေးပေါ့နော်အမွေးရပါတောက်ပမှုတွေရပြီးတော့ချောဆဲဆိုတာကပတ်ဝန်းပူပေါင်းဆောင်ရွက်မှုတွေကဒိုလျောရာခိုဟိုင်ခရမောဒိုလျောကိုရဲ့အလုပ်ဖို့ကိုင်းဘက်တွေပြီးတော့ကိုရဲ့လောင်းငယ်သားတွေကနေပြီးတော့စတာဝါတဲ့ဤလူနာတော့နော်နင်းကန်တက်ခိနှစ်လိုပဲကောင်းတဲ့အရာတွေကဒီလူသားဆန်ဆန်ဖြစ်ပြီးတော့စကလုံးအလှပေါ့နော်ဒါလေးကရှင်းလိုက်နိသာရီရုဂျင်ပုဇူဒစ်ယုံကြည်ရတဲ့လူဖြစ်ပါတယ်ခွန်းကိုမအခုအစားပြီးတော့ခါရီနိဝဆရာနိပို့ပြီးတော့ဂျူယောနာပို့ပြီးတော့ကြီးလေးတဲ့ရှိကိုတိုတွေကိုမကာဆက်တဲ့ဤခုခုတိုနိုဇွန်တဲ့အိုရီမတ်ပို့ပြီးတော့ကြီးတဲ့အလုပ်တွေကိုပေးဖို့ကိုဘကမျောလင့်ထားရှာချောအနေနဲ့မျောလင့်ထားရပါတော့ခါရဲဝကိုရေခါရမဟေရှာနီဆဆာရဲတို့ယူရှုနာဆိုင်တို့တဲ့ကိုရဲ့ကုမ္ပဏီမှာ supporting ပေးမဲ့တော်တဲ့ဝန်ထမ်းတယောက်အနေနဲ့မီနာဂခု末永く日本で活躍してほしいと思っております。အမြဲတမ်းတောက်လျှောက်ပေါ့နော်ထာဝရဂျပန်မှာဒီလိုမျိုးအလုံးစေခြင်းနေလို့ထင်ပါတယ်ပေါ့နော်အလုံးစေခြင်းပါတယ်ပေါ့အဲ့တော့ schema တဲ့ဟွန်ဆူဆန်ဂျောဒီ recommendation letter ကိုအခုဒီတာရှိမတ်ပို့ပါတယ်ပေါ့နော်ဇေဟီဂျောခီနောနိုင်ယောအိုကိုခိုရန်နောဝေအပေါ်ကအကြောင်းအရာတွေကိုကခွန်င်းလုပ်ပြီးတော့အောင်မြတ်ကျော်ရှိရဲ့AJU ကျော်က DDPR ပမက်ကိုအခုたまわりますようによろしくお願い申し上げますပေါ့နော်ဒီ AJPR permission ကိုပေးပါဆိုပြီးတော့ဒီအကြောင်းအရာလေးကိုပေးထားတာပေါ့နော်အဓိကတော့အောက်မှာဆိုရင်တင်တဲ့ရဲ့ရှာချောရဲ့နာမည်ရဲ့ရေးပြီးတော့တုံးထုလိုက်ရင်အဆင်ပြေပေါ့နော်အဓိကတော့ကိုကတော်ပါတယ်သိရမလားဟိုကြွဆာလုံးနေပါတယ်ပတ်ဝန်းကျင်နဲ့ဂျပန်နေနဲ့အဆင်ပြေပါတယ်ဆိုတဲ့အကြောင်းအရာလေးကိုရေးပြီးတော့အဲ့ဒီရှာချောဖြစ်ဘူချောဖြစ်ဒီ leader တယောက်ကိုယ့်ရဲ့အဖွဲ့အစည်းတစ်ခုရဲ့ leader တယောက်ကနေပြီးတော့တုံးလေးထုပေးလိုက်တဲ့ recommendation letter ကလည်းဒါPR ရဖို့အတွက်ပို့ပြီးတော့အမှတ်ပို့တက်တယ်ပေါ့နော်လာဝကနေချင်းပို့ပြီးယုံကြည်ရပေါ့အဲ့တော့ကျတော့ဖြစ်နိုင်ရင်တော့ရေးပြီးတင်တာကောင်းပါတယ်ပေါ့နော်ဒီနောက်တစ်ခုကအာမခံပေးတဲ့စာရွက်လေးပေါ့နော်ဒီ PDF လေးကဒီလာဝကရဲ့ home page မှာ download ဆွဲလို့ရတယ်ပေါ့နော်သူကကြတော့ဖြည့်စရာကိုအာမခံပေးတဲ့လူရဲ့အချက်လက်တွေဖြည့်လိုက်ရတယ်ပေါ့နော်သူကဘာမှတော့တိတ်မရှိဘူးသူကဖြည့်ရမှာ date လေးဖြည့်မယ်ပြီးရင်အပေါ်မှာကကိုယ့်ရဲ့နာမည်ရဲ့ကိုယ့်ရဲ့နိုင်ငံရဲ့နာမည်ပေါ့နော်ဥပမာဆိုရင်ထိတ်မှာဆိုရင်ခုတ်ဆေးကြီးဆိုရဲမြန်မာပေါ့နော်မြန်မာဆိုမြန်မာပြီးရင်ကိုယ့်ရဲ့နာမည်ထက်ပြီးရင်အောက်မှာကြတော့ကိုဟိုရှောဒီအာမခံပေးတဲ့လူရဲ့အချက်လက်တွေပေါ့နော်ဒီမှာနာမည်ကိုထည့်မယ်အဲ့ဒီနာမည်ကိုကိုကတိုက်ပင်နဲ့ကွန်ပျူတာတိုက်ပင်နဲ့မဟုတ်ဘဲနဲ့သူကဒီမှာ GP ဆိုတာလေးရေးထားတယ်ပေါ့နော်အဲ့တော့သူကလေရင်းနဲ့ဖြည့်တာပိုကောင်းတယ်လေရင်းနဲ့ဖြည့်မယ်ပြီးရင်
သူ့ရဲ့ juice ရောသူ့ရဲ့လိပ်စာဖြစ်မယ်ပြီးရင်သူ့ရဲ့အလုပ်ရဲ့လိပ်စာအလုပ်အမျိုးအစားပေါ့နော်သူကဗာလဲအလုပ်ဘာလို့လုပ်လဲဆိုတာထည့်မယ်ပြီးရင်အလုပ်ရဲ့လိပ်စာ Kimusaki ဆိုတာဖြစ်တဲ့အတွက်သူ့ရဲ့အလုပ်ရဲ့လိပ်စာထည့်မယ်ပြီးရင်အလုပ်ရဲ့ဖုန်းနံပါတ်ထည့်မယ်အပေါ်မှာသူ့ရဲ့ဖုန်းနံပါတ်ထည့်မယ်ပေါ့နော်ပြီးနောက်တစ်ခုကသူ့ရဲ့နိုင်ငံမွေးရမည်ပေါ့နော်ဥပမာဆိုရင်အာမခံပေးတဲ့လူကဂျပန်လူမျိုးဖြစ်လဲရတယ်ဒါမှမဟုတ်ရင်နိုင်ငံသားဖြစ်တယ်ဆိုရင် PR ရထားတဲ့နိုင်ငံသားဆိုလဲရတဲ့အတွက်သူကသူ့ရဲ့နိုင်ငံရဲ့အနာမည်ကိုထည့်မယ်ပေါ့နော်ပြီးနောက်တစ်ခုကနောက်ဆုံးတစ်ခုကအာမခံပေးတဲ့လူနဲ့ကိုယ်နဲ့ကဘယ်လိုမျိုးပတ်သက်မှုရှိလဲဥပမာဆိုရင်ဆွေမျိုးသားချင်းတော်တာလားပြီးရင်ကိုယ့်ရဲ့ယောက်ျားလားမိန်းမလားပေါ့နော်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့တငယ်ချင်းအတိမိတ်ဆွေဆိုရင်ယူချင်းလို့ထည့်လိုက်ရပါဘောနော်ယူချင်းတော့ပုံကျွန်တော်တို့ကဆိုရင်ယူချင်းတငယ်ချင်းအတိဖြစ်တဲ့အတွက်ယူချင်းလို့ထည့်ရပါဘောနော်အဲ့ဆိုရင်ဒီတူရပြီးပြီဒါလေးဆိုရင်မိဘဟိုရှောဒီတော့ရှောပြီးအဲ့ဒါဘာလေးဆိုရင်ကိုအမခံပေးတဲ့လူရဲ့ status ပါတဲ့ cut တစ်ခုခုရဲ့ copy ပေါ့နော်ဥပမာအဖြစ်Zilio cut ဖြစ်ဒီ on demand kiosk ဒီကား license ပဲဖြစ်ပေါ့နော်ဒါမှမဟုတ်ရင်ဟိုကျမ်းမာရေးကတ်ဖြစ်အဲ့တခုခုတို့တက်တည်ပြနိုင်တဲ့ကတ်တခုခုရဲ့ copy ထည့်ပေးရတယ်ပေါ့နော်အရင်လွန်ခဲ့တဲ့နှစ်တွေတုန်းကဒီလိုမျိုးအာမခံပေးတဲ့လူရဲ့အခွန်နေဆောင်ထားကြောင်းဒီထောက်ခံစားပါပေါ့ဒီနိုးစေရှောမဲရှောခါစေရှောမဲရှောတွေပါပြရတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းလာဝကရဲ့ policy ပြောင်းပြီးတော့အဲ့ဒီအခွန်တွေဒီအာမခံပေးတဲ့လူရဲ့တနည်းစာအခွန်တွေဆောင်ထားလားမဆောင်ထားဘူးလားဆိုတာကပြစရာမလိုတော့ဘူးပေါ့နော်အဲ့တော့ကျတော့ဒီနောက်ပိုင်းလူတွေကနည်းနည်းလွယ်သွားတယ်ဟိုကတ်ကူရဲ့ copy ပိုင်ရတယ်ပေါ့နော်ကဲနောက်တစ်ချက်ကကျတော့လီယူရှောပေါ့နော်လီယူရှောကဒီ PR 6တဲ့ခါမှာတော်တော်လေးအရေးပါတဲ့အချက်တစ်ခုတော်တော်လေးအရေးပါတဲ့ document တစ်ခုဖြစ်ပါတယ်ပေါ့နော်လီယူရှောကကိုက PR ကိုဘာလို့လိုချင်လဲဆိုတာကိုအကြောင်းရင်းတွေကိုထည့်ရေးရမယ်document တစ်ခုအဲ့ထဲမှာဘာတွေရေးတင်လဲဆိုရင်ကိုယ့်ရဲ့ကောင်းကြောင်းတွေပေါ့နော်ကိုယ့်ရဲ့ကောင်းကြောင်းတွေကုမ္ပဏီမှာဘယ်လိုမျိုးစူးစမ်းတယ်ကုမ္ပဏီမှာဘယ်လိုမျိုးအောင်မြင်မှုတွေရတယ်အလုံးမှာဘယ်လိုမျိုးအောင်မြင်မှုတွေရတယ် volunteer ဘယ်ပိုင်းတွေမှာပါဝင်ခဲ့တယ်ဂျပန်တွေဘယ်လိုမျိုး communicate လုပ်တယ်ပြီးရင်certificate တွေပေါ့နော်စာမွေးပွဲတွေဘာတွေအောင်တယ်ဆိုတဲ့ဟာတွေကိုကိုယ့်ရဲ့ကောင်းကြောင်းတွေကိုဝေဝေဆဆာထည့်ရေးတင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော် Liu Shop မှာကျွန်တော်တို့ကဘာရေးခဲ့လဲဆိုတာဒီကိုကျွန်တော် sharing လုပ်ပေးမယ်ပေါ့နော်အဲ့တော့ပထမတစ်ပိုင်းကကြတော့ကိုယ့်ကိုမိတ်ဆက်တယ်ပြီးရင်ကျွန်တော်ကဘယ်မြန်မာနိုင်ငံလုံးကဘယ်တက္ကသိုလ်မှာဘွဲရခဲ့တယ်ပြီးတော့ဘာတွေလေ့လာခဲ့တယ်ပေါ့နော်ပြီးရင်ဂျပန်နိုင်ငံကိုအားကျခဲ့တယ်ပေါ့အရင်ကငယ်ငယ်လေးကဂျပန်တွေကိုဂျပန်ပစ္စည်းတွေဆိုရင်စိတ်ထဲမှာတော်တော်လေး quality ကောင်းပြီးတော့ဂျပန်ကိုလေးသွားကျင်ခဲ့တယ်ပေါ့နော်အဲ့ဒါက intro လေးနဲ့ရေးထားပြီးတော့ပြီးတော့အဓိကအချက်ကျွန်တော်3ခုနည်းနည်းလေးချဲ့ပြီးရေးထားတယ်ပေါ့နော်ပထမတစ်ချက်ကကိုက10နှစ်လောက်နေခဲ့တဲ့ပတ်ဝန်းကျင်ကိုမပြောင်းလဲခြင်းဘူးဒီတိုင်းလေးပဲဆက်သွားခြင်းလေဆိုရဲအချက်ရဲ့ပြီးရင်ဒုတိယချက်ကအလုံးနဲ့ပတ်သက်တဲ့ဟိုပါပေါ့ပညာရပ်ပိုင်းဆိုင်ရာတွေကိုပို့ပြီးတော့လေ့လာခြင်းနေဆိုတဲ့အချက်ရပေါ့နော်ကျွန်တော်က mechanical သမားဖြစ်တဲ့အတွက် mechanical ဘိုင်းရဲ့ဘယ်ဘိုင်းတွေကိုပို့ပြီးတော့ကျွမ်းကျင်ခြင်းပါတယ်လေ့လာခြင်းပါတယ်ဂျပန်နိုင်ငံကို contribute လုပ်ခြင်းပါတယ်ဆိုတဲ့အချက်လက်ရပြီးတော့ကျတော့နောက်တစ်ခုကကိုယ့်ရဲ့ကောင်းသောရာတွေကိုကျွန်တော်ထည့်ရေးထားတယ်volunteer လုပ်တဲ့အပိုင်းတွေ certificate တွေအင်္ဂလိပ်စာဆိုရင်တိုးတွေပါတယ်ဖြည့်ထားတဲ့အချက်တွေပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော် volunteer ဘယ်နေရာမှာလုပ်ခဲ့ပါတယ်ဆိုတဲ့အချက်လက်တွေကိုကိုယ့်ရဲ့ကောင်းတဲ့အချက်လက်တွေကိုထည့်ပြီးတော့ရေးထားလိုက်ပါရပေါ့နော်အဲ့ဒါနဲ့ကျွန်တော် PR လာဝကောက်လျှောက်တော့အဆင်ပြေပြေနဲ့ကျွန်တော် PR ရခဲ့ဆိုတော့ဒီ junior ကျွန်တော်ရဲ့ညီညီမတွေလည်းLiu Shop ကိုရေးမယ်ဆိုရင်အဲ့ဒီအချက်တွေကိုမူတည်ပြီးတော့ရေးတာကောင်းတယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်အဓိကကကိုယ့်ရဲ့ကောင်းသောရာကောင်းတဲ့အချက်တွေစာမွေးပွဲတွေအောင်ထားတဲ့အချက်တွေကိုယ့်ရဲ့အလုပ်ခွင်မှာဘယ်လိုမျိုးအောင်မြင်မှုတွေရထားတဲ့ဆိုတဲ့အချက်တွေကိုမူတည်ပြီးတော့ရေးတာပို့ပြီးတော့ကောင်းပြီးတော့ပို့ပြီးတော့တင့်လို့ပါတယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်နောက်တစ်ချက်စွနတာရှိလျောပေါ့နော်စွနတာရှိလျောဆိုတာကဘာလဲဆိုရင်ကိုယ့်ရဲ့ကောင်းသောရာcertificate တို့ဂျပန်လိုဆိုရင်ရှကာကူပေါ့နော်အဲ့ဒီရှကာကူတွေ
ဒါမှမဟုတ်ရင်ကိုသတင်းစာတွေမှာပါတယ် journal တွေမှာပါတယ်ဒီခု company ရဲ့ home page မှာပါခဲ့တယ်အဲ့လိုမျိုးကောင်းသောရာရှိလျော်စာရွက်လေးတွေကိုdocument လေးတွေကိုထည့်လိုက်တာပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကဆိုရင်ဥပမာအဖြစ် N1 အောင်တယ်ပေါ့နော် N1 အောင်လက်မှတ်ပြီးရင်သတင်းစာထဲမှာပါတယ်ပြီးရင်example တွေနဲ့ဒီတိုးဖြည့်ထားတဲ့စာရွက်တို့ပြီးရင်ယာရုတိုးထားတဲ့စာရွက်တို့သတင်းစာထဲမှာပါတယ် pamphlet မှာပါတယ်ဆိုတော့စာရွက်တွေကောင်းသောရာစာရွက်တွေကိုထည့်လိုက်တာပို့ပြီးတော့ကိုယ့်အတွက်အမှတ်ရပါတယ်ပေါ့နော်ပြီးတော့နံပါတ်7နံပါတ်7ကကျွန်တော်ရှာရှင်း Ichiran ဆိုပြီးတော့ရေးထားရပါတော့အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်သိရတဲ့လောက်ကဂျပန်လာဝကဓာတ်ပုံနဲ့တွဲပြီးတင်တာကိုသူတို့ပိုကြိုက်တယ်လို့ကျွန်တော်ခန်းစားရလို့ကျွန်တော် senior တွေစီရလေအကြောင်းမျိုးကြားပါတော့ကြားတော့အဲ့လိုမျိုးဓာတ်ပုံနဲ့တွဲပြီးတင်တာပို့ပြီးတော့သူတို့သဘောကျတဲ့အတွက်ကျွန်တော်ကကိုယ့်ရဲ့အကြောင်းတွေရောအကျဉ်းအပြင်ဓာတ်ပုံလေးကိုတွဲပြီးတော့တင်ခဲ့တယ်ဥပမာအဖြစ်မိသားစုပုံတော့ဥပမာအဖြစ်အမေလာတော့ကပုံတော့ကိုယ့်ရဲ့ volunteer လုပ်ခဲ့တဲ့ပုံတော့ပြီးရင်ဥပမာအဖြစ်ကျွန်တော်ရုံးရဲ့ home page မှာကိုပါဝင်ပါခဲ့တဲ့ပုံတော့ကို volunteer လုပ်ခဲ့တဲ့ပုံတော့အဲ့ဒါလေးတွေကိုထည့်ပြီးတော့တွဲပြီးတော့တင်ထားပါတယ်အဲ့တော့အဲ့ဒါလေးတွေကလည်းကိုယ့်ရဲ့ activities လေးတွေကိုယ့်ရဲ့ကောင်းသောရာ activities လေးတွေဖြစ်တဲ့အတွက်အဲ့ဒါလေးကိုလည်းတင်တယ်လို့ကျွန်တော်ထင်ပါတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ချက်နံပါတ်73ကကြောက် Lyokai Shop ပေါ့နော် Lyokai Shop ကဒီ Lyokai home page မှာ download ဆွဲလို့ရတယ်သူကတော့ဘာမှခက်ခဲတဲ့စာရွက်လေးတော့မဟုတ်ဘူးပေါ့နော်သူကကြတော့ Lyokai Shop ဆိုတာနားလည်မှုစာရွက်ပေါ့နော်အဓိကသူကဒီကို found တင်နေတဲ့အချိန်မှာလိပ်စာပြောင်းသွားတာတို့တခုခုအလုပ်ပြောင်းသွားတာတို့အဲ့လိုမျိုးအပြောင်းလဲရှိရင်သူတို့ကိုအကြောင်းကြားပါဆိုတဲ့ဟာလေးကိုကလက်မှတ်ထိုးရတဲ့ဟာလေးပေါ့နော်သူအချက်လက်တွေရှိရယ်ကိုကဒီခက်ကွန်းဖြစ်သွားတယ်ပဲဖြစ်လီကွန်းပေါ့နော်ကိုလက်ထပ်ထားတဲ့ဒီအိမ်နောက်ဘက်နဲ့ဒီ divorce လောက်လိုက်တာပဲဖြစ်အဲ့လိုမျိုးကိုတင်တဲ့ founding ခဲ့တဲ့အချက်လက်တွေပြောင်းလဲဖြစ်သွားရင်သူတို့အကြောင်းကြားပါဆိုတဲ့စာရွက်လေးပေါ့နော်အောက်မှာကိုရဲ့နာမည်ဒီ sign ထိုးလိုက်ရပါတယ်ပေါ့နော်